ပြန်ထွက်ပေးလိုက်တယ်နော်ကျေးဇူးပါဒီဘယ်လား ကျွန်တော်တောင်းဝင် ဟာပါအရင်ညှက်ဘူးလားကျွန်တော်ဘယ်လိုတွေ့ပြီလား တက်တော့ တောင်းဝဲလာ TikTok ကနေတွေ့လို့လားကျေးဇူးတင်တယ်ဒီနေ့ရောဘယ်လိုညှက်ပါလဲ ကျွန်တော်ညံ့ပုံက စင်ရမယ် လေးစင် ကိုကြီးစင်မြန်လို့အခုလူငယ်တွေကမင်းတို့ deeper ရှိတယ် spiky ရှိတယ်အဲ့လိုပေါ့fade တွေရှိတယ်ပေါ့ဒါကြိုက်တဲ့ပုံရွှေ့လို့ရတယ် အောက်လေးတော့ပြောင်းတယ် အောက်တွေကိုလည်းတော့တွားချက် ဘောကတော့ဒီလိုပဲတင်ပဲတင်ဒီလိုပဲလန် လှန်ထားတာများတယ်ပေါ့โอเคဒီအားဆိုကိုကြီးဒီထားနေရပုံစံမှာပို့ပြီးတော့တသက်ရည်ပြောင်းသွားမှာနော် program တလေးကိုလာချိုင်းအတွက်ကျေးဇူးတင်တယ် share ညက်ပေးလိုက်โอเคစင်ပြီလားကြိုက်ရလားကြိုက်โอเคကိုကြီးကူလုပ်တဲ့ program ကကြတော့ကွာကိုကြီးကဒီညက်တဲ့ဈေးနှုန်းတွေကိုကြီးမတက်မှတ်တာဘူး50ကနေ9000တိဒီ rate ကြိုက်လို့ပေးလို့ရတယ်အဲ့ပြီးတဲ့ဈေးနှုန်းတိုင်းပေးရမယ်ကိုကြီးဆိုတာကိုကြီးကတက်ပဲတက်မှတ်ခိုင်း50လည်းပေးလို့ရတယ်ဥပမာထောင်မှာကိုကြီးကိုရမ်းကြိုက်လို့ကိုကြီးကိုကြီးစပ်ပြီးပေါ်ကြတယ်ကိုကြီးလည်းရကြိုက်တယ်ဆိုရင်ဒီမှာတိုးပေးချင်နေတာကိုကြီးတက်မှတ်ထားတာ50ကနေ9000ထိပြောပြီးတာကြိုက်လို့ပြောစိတ်ဆိုး50အောက်ပြီးတော့စိတ်ဆိုးမယ်50တား ဆက်တော့တော့တက် ဒီကိုပေါ်ထားတဲ့ခင် first time ခင်ပေါ့ တော့ တော့โอเคကြည့်ကြည့်ပါအခု payment ပေးတဲ့အခါကျလို့ရှိရင်မျိုးရှင်ကြီးဆိုရင်အဝေးရလာတာမှာကို TikTok ကတွေ့ရတောင်ဝမ်းနေလာတာပေါ့လေအဲ့တော့ payment ပေးတဲ့အခါကျရင်မျိုးဆိုင်နားမှာလည်းစီးတဲ့ဆိုင်တွေရှိတယ်စီးသက်ဆိုင်ဆိုင်တွေရှိရပေါ့လေအဲ့ဒါမျိုး freedom ပဲအဆင်ပြေတော့အဆင်ပြေသလိုပေးကွာဒီ content ကို join ဆိုတာ ਨੇ ကိုကြီးကဘယ်လောက်ပေးပါတတ်မှတ်ထားအောင်ပြန်မဒီတက်နိုင်လောက်ဒီခုလာတာဆိုရှင်ကွာကုန်ညာစိတ်တွေရှိတယ်ကွာဝေးရတော့မှာကားကားတွေရှိတယ်ဒီရောက်မှဒီပစည်းထက်ကြည့်ရလို့လည်းဖြစ်စေတယ်အဲ့တော့ဒီလေးကိုသွားမဲ့လမ်းစိတ်ကိုသုံးမဲ့3စိတ်နဲ့ချိန်ပြီးတော့တက်နိုင်လောက်ပေးเนาะစင်ပြေဒီနေ့ကျအခုဒါနောက်ဆုံးလာ join တာဆိုတော့ကွာပထမဆုံး feeling နေနဲ့ဘယ်လိုလဲစိုင်းနှုံးဝင်ရတာနဲ့ညက်တာနဲ့ကိုကြီးနဲ့ညီနဲ့ဆက်ဆံမှုကဘယ်လိုလဲချိန်နေ စင်ပြီးပါကောင်းတယ် ဘယ်လိုပြောပြောမကောင်း ငါညီလေကိုရီးယားတနန်တက်နေတာဆိုတော့ကိုရီးယားကိုအရင်ဆုံးသွားအဆင်ပြေနဲ့သွားနိုင်ပါလေကိုရီးယားစတောင်းပေးပါတယ်ပြီးတော့ကဲကျေးဇူးပါနော်ကဲအခုညက်သွားတဲ့ညီလေးကိုရီးကို rating ပေးထားတဲ့အတိုင်း3000ပေးသွားတာကိုတကယ်လည်းဝမ်းသာတယ်ပြောလို့ဆိုကျေးဇူးလက်တင်ဒါပေမဲ့ကိုကြီးရဲ့ booking customer ကိုပုံမှန်ယူတာကအများဆုံးပါကိုကြီး1000ဝယ်ပဲဒီလေးကကိုကြီးပေးသွားတာကိုကြီးတက်မှတ်ထားတဲ့ဈေးနှုန်းနဲ့ double ပေးသွားတာကွာအဲ့အတွက်ဝမ်းသာတယ်ဒါပေမဲ့ကိုကြီးဒီကဒီလုပ်တဲ့ program ကြတော့ဒီငွေကြေးကအဲ့လိုမျိုးပေးချင်တော့ပေးကြိုက်မှမယ်ဆို program ဆိုတော့အနည်းကိုကြီးလည်းတမျိုးမထင်ပါနဲ့ကိုကြီး50% တော့ပဲယူလိုက်တယ်အနည်းကို1000ဝယ်ကိုပြန်လွှဲပေးလိုက်ပြီနော်ကိုကြီးကလိုချင်တာကကိုညီနဲ့ right customer ယူချင်တယ်ကိုညီနဲ့အနည်းနဲ့ဒီလို flow လေးလိုက်ချင်တယ်အများကြီး right customer ဖြစ်စေချင်တယ်ဟောအနည်းအဓိကကိုကြီးအဓိကပတ်စံမဟုတ်ဘူးကွာအဲ့တော့အနည်းခုလိုမျိုးကိုကြီးကို rating တိုင်းပေးသွားပြီးတဲ့အတွက်ကျေးဇူးတင်တယ်ကိုကြီး role လည်းခံလာတဲ့ကိုကြီးအားကျေးဇူးတင်ပါတယ်ဒါပေမဲ့ကိုကြီးအနည်းကို50% ပဲယူလိုက်စိတ်ချမ်းသာကိုကြီးတဝက်ပြန်လွှဲပေးလိုက်တယ်နော်ကျေးဇူးပါ